မင်္ဂလာပါလူချင်းမင်းတို့ဒီကနေ့မှာတော့ကျွန်တော်ကအီနိုင်ညီကိုရဲ့မိခင်ဆက်ယုံကနေအကြောင်းမျိုးမျိုးကြောင့်အလုပ်ထွက်ရဖို့ဖြစ်လာတဲ့အခြေအနေတွေမှာဘာတွေသိထားရမလဲဘာတွေပြင်ဆင်ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောပြပေးသွားပါမယ်အရင်ဦးဆုံးအလုပ်ထွက်ရတော့မယ်ဆိုရင်နေစရာနေရာရှားမှာပေါ့နော်ဒါကစားတာပါအလုပ်ထွက်ပြီဆိုရင်အလုပ်တိရှာဖို့အတွက်အလုပ်ဖောင်တင်ရမယ်ပေါ့နော်အလုပ်သမားရုံကိုသွားပြီးတော့အဲ့ဒီအချိန်မှာအရင်ဆုံးညီကိုတို့မိခင်ဆက်ယုံကအလုပ်ရှင်တစ်ထေးကအလုပ်ထွက်ကြောင်းအကြောင်းကြားစာပေါ့နော်အလုပ်ထွက်စာပေါ့အဲ့ဒါကိုအလုပ်သမားရုံမှာ15ရက်တည်းအကြောင်းကြားရပါတယ်တစ်ထေးက15ရက်တည်းအကြောင်းကြားရင်ဘာဖြစ်မလဲကျွန်တော်တို့အိုသွားနိုင်တာညီကိုကဘာမှမဖြစ်သွားပါဘူးတစ်ထေးပဲတိုင်ကိုဆောင်ရပါလိမ့်ဒါဆိုရင်ကျွန်တော်တို့ကဘယ်အချိန်မှာအကြောင်းကြားရမလဲဘယ်နည်းအတွင်းကျွန်တော်တို့အလုပ်ဖောင်တင်လို့ရပါသလဲပေါ့ဆိုတော့ညီကိုတို့ကထွဲစားအီလို့ပူထောဟမ်ဒါအီကေဝအီနေပေါ့နော်အကြောင်းကြားရင်ရပါတယ်အဲ့နောက်မှတော့အကြောင်းကြားရင်တရားမှုဖြစ်တာပေါ့နော်နောက်ပြီးတော့ဟုတ်ပြီအလုပ်ဖောင်နေတင်ပြီးသွားပြီအလုပ်ဖောင်နေတင်မယ်တင်တဲ့ချိန်မှာလည်းဒီတချို့တွေကမေးကြတယ်ပေါ့နော်အကိုကြီးကျွန်တော်ကဂေယောင်ကီတိုနေမြေအကန့်အသတ်တွေမှာပါရမှန်ပြီမဲ့ကျွန်တော်ကထွက်ခဲ့တာတော့အင်ချွတ်မှာဒါမဲ့အခုဖာဆောင်မှာရောက်နေလို့ဖာဆောင်လို့တမယုံမှာပဲအလုပ်ဖောင်တင်ခဲ့လို့ရမလားအလုပ်ဖောင်ကတော့တင်လို့ရပါတယ်ဒါပေမဲ့ထွဲစားစာယူလို့ခေါ်တဲ့အလုပ်ထွက်စာမှာတစ်ထေးကဂုံးတို့ခေရဲ့ happy head ကြီးပေါ့လူတဘောတူလန်ခွဲတဲ့အနေနဲ့စာချုပ်မှာလူအမှန်လေးချစ်ပြလိုက်တယ်အဲ့လိုမျိုးရေးပြလိုက်ရင်တော့အဆင်ပြေတယ်ကိစ္စမရှိပေမဲ့အစညီကိုပြောတော့အဲ့လိုမျိုးလုပ်ပြီးတော့တကယ်တည်းထွက်စာပေးတဲ့အချိန်မှာမူတန်းကျော်ကွန်းတို့ဂုံမှုထေမန်းအဲ့ဒီလိုညီကိုတို့ရဲ့ပြက်ကွက်နဲ့အပြစ်နေတဲ့ထွက်စာပေးလိုက်တယ်ဆိုရင်ဘလို့တမယုံကမေးပါလိမ့်မယ်ဒီဟာကိုသဘောတူပါသလားပေါ့ဆိုရင်ညီကိုတို့သဘောမတူဘူးဆိုရင်တော့ညီကိုတို့ဆက်ယုံရှိတဲ့မျိုးထွက်ခဲ့တဲ့မျိုးရဲ့ဘလို့တမယုံပြန်သွားရပါလိမ့်မယ်မဖြစ်မနေဆိုတော့ကျွန်တော်ပြောချင်တဲ့သဘောတရားလေးနားလည်မိထင်ပါတယ်နောက်တစ်ခုအလုံးမက်ဆေ့တောင်းနေပေါ့ဆိုတော့တထေးက auto cancel ပေါ့နော်ညီကိုတို့ကြားနေကြစကလုံးလေးတွေပြောပြပေးပါအဲ့ဒါမလုပ်ပေးဘူးဆိုရင်အလုပ်သမားယုံကလည်းတကယ်ကလုပ်ပေးခွင့်မရှိဘူးအလုပ်သမားကလည်းလုပ်လို့မရဘူးဒါပေမဲ့တထေးကမလုပ်ပေးဆိုရင်တော့ auto 4ရက်တစ်ဆောင်ပြတ်တယ်မက်ဆေ့ရတဲ့နေ့ကနေစပြီးတော့4ရက်နေတူဂျာတုံးပေါ့နော် cancel ဖြစ်ပါတယ်တခုရှိတာကကျတော့စနေတနင်္ဂနွေတော့တွက်လာလို့နေကြတယ်ဒါပေမဲ့စနေတနင်္ဂနွေမတွက်ပါဘူးစိတ်တော့မကောင်းဘူးလို့ပေါ့နော်တော့ဥပမာဂျာရာပတိနေ့ကနေစရတယ်ဆိုရင်ဂျာရာပတိတောက်ကြစနေတနင်္ဂနွေဖယ်မယ်တနင်္လာအင်္ဂါနေ့မှာနောက်တစ်မက်ဆေ့တစ်ဆောင်ထပ်တောင်းလို့ရပါတယ်ဆိုတော့အခုရှင်းသွားမယ်ထင်တယ်နော်နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့အလုပ်ချခြင်းကိုစံကေဝ3လပေးတာပါနော်ရပောင်းဒီနေ့တော့ဒီဗီဒီယိုလေးကဒီလောက်ပါပဲနောက်ရက်ဒီမှာလည်းဘယ်လိုတိထားတဲ့အကြောင်းအရာလေးတွေကိုပြောပြပေးမလဲဆိုတာကိုဆက်လက်ဆောင်ကြည့်နေကျွန်တော်ရဲ့ဗီဒီယိုလေးကဒီကိုတစ်စုံကြအကျိုးရှိရဆိုရင် like and share လေးနဲ့ကူညီပေးသွားဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ